အားလုံးပဲမင်္ဂလာပါ Nepo Japanese က Ninsen ပဲဖြစ်ပါတယ်ဒီနေ့မှာတော့ N5 Kanji Challenge Lesson 1လေးကို sharing လုပ်ပေးသွားမှာပဲဖြစ်ပါတယ်はい私တို့Kanji Challenge ရဲ့ lesson 1မှာဆိုလို့ရှိရင်တော့အခါရဒေခိတာကန်ဂျီလို့ခေါ်ရဲပုံလေးတွေကနေကြည့်ပြီးတော့ဆွဲလို့ရတယ်ခန်းကြီးလေးတွေအကြောင်းကိုလေ့လာရမှာပဲဖြစ်ပါတယ်ခန်းကြီးစပြီးတော့မသိခင်မှာအချင်းချင်းလေးရှင်းပြချင်ပါတယ်ခန်းကြီးတစ်လုံးမှာဆိုလို့ရှိရင်တော့ on ယောမီနဲ့ ခွန်ယောမီဆိုပြီးတော့အတန်အတွက်2မျိုးရှိပါတယ်ခွန်ယောမီဆိုတာကတော့ဂျပန်အတန်ထွက်ဖြစ်ပြီးတော့အွန်ယောမီဆိုတာကတော့တရုတ်အတန်ထွက်ဖြစ်ပါတယ်အားလုံးသိထားပြီးသားအတိုင်းပဲကိုရီးယားဒီစာရီနဲ့ဒီဂျပန်စာတွေကဒီတရုတ်ကနေဆင်းသက်လာတာဖြစ်တဲ့ကြောင့်သူ့မှာတရုတ်အတန်ထွက်เนาะမူရင်းတရုတ်အတန်ထွက်เนาะအွန်ယောမီလို့ခေါ်တဲ့တရုတ်အတန်ထွက်ရှိမယ်ပြီးတော့ရင်ဂျပန်ကပြင်ပြီးတော့ဂျပန်မှုပြုထားတဲ့အတွက်ကြောင့်သူ့မှာခွန်ယောမီလို့ခေါ်တဲ့ဂျပန်အတန်ထွက်လည်းရှိပါသေးတယ်အဲ့တော့ဘယ်လိုမျိုးမှတ်ကြမလဲဆိုရင်ခန်းကြီးတစ်လုံးနဲ့ရှိနေမယ်ဆိုရင်တော့ဂျပန်အတန်အတွက်ခွန်ယောမီနဲ့ထွက်ပြီးတော့ခန်းကြီးနှလုံးတောင်မှုသုံးလုံးနဲ့တွားပြီးတော့ပေါင်းထားမယ်ဆိုရင်တော့သူ့ရဲ့အွန်ယောမီတရုတ်အတန်အတွက်နဲ့ထွက်ပါမယ်တချို့တော့ချွင်းချက်စကားလုံးလေးရှိရပေါ့နော်တစ်လုံးနဲ့ရှိတော့ညာတဲ့အွန်ယောမီနဲ့ထွက်တာမျိုးတို့နော်သူများနဲ့တွားပေါင်းတော့လေခွန်ယုံမီနဲ့ထွက်တာမျိုးအဲ့လိုမျိုးအဆရှိတဲ့ပြေချွင်းချက် meaning လေးတွေရှိပေမဲ့အလုံးတရားမှာတစ်လုံးနှလုံးလောက်ပဲမို့လို့အဲ့ဒါမျိုးလေးကတော့အလို့ချက်မှတ်တင်ပါတယ်နော်အဲ့တော့အရှင်းဆုံးဘယ်လိုမှတ်မလဲဆိုရင်ခန်းကြီးတစ်လုံးနဲ့ဆိုရင်တော့ခွန်ယောမီလို့ခေါ်တဲ့ဂျပန်အတန်နဲ့ထွက်သူများနဲ့တောင်းပေါင်းထားရင်တော့အွန်ယောမီလို့ခေါ်တဲ့သူရဲ့တရုတ်အတန်နဲ့ထွက်ဒီလောက်တည်ထားရင်ခန်းကြီးရမယ်လို့ထင်ပါတယ်ပထမဆုံးလုံးသွားရအောင်ပထမဆုံးတစ်လုံးကဘာလဲဆိုရင်ယာမလို့ခေါ်တဲ့တောင်ပထမဆုံးလုံးကယာမလို့ခေါ်တဲ့တောင်ခန်းကြီးခန်းကြီးဆိုတာမျိုးကဂျပန်ရောက်ရင်ကိုကချပြီးတော့ရေးရမှာမဟုတ်ဘူးเนาะဒီခန်းကြီးကိုမြင်တာနဲ့ကိုကသိအောင်လုပ်နေရမှာဖြစ်တဲ့ကြောင့်ခန်းကြီးကများများဖက်လေကောင်းနေပါပဲเนาะခန်းကြီးမြင်တာနဲ့တန်းပြီးတော့သိနေအောင်လုပ်ဖို့လိုပါတယ်အဲ့တော့ကိုကမြများလေးချရင်ထားပါတော့ဟိုရောက်ရင်တော့ချရမှာမဟုတ်ဒါပေမဲ့အဲ့စကလုံးကိုကမြင်တာနဲ့တန်းပြီးတော့သိတဲ့ဒီချရင်သိနေဥမာဆရာဖြစ်သူကအိမ်စာပေးလိုက်တယ်ကွာမင်းခန်းကြီးတစ်မျက်နှာရေးခဲ့တယ်လို့ပြောပေမဲ့တစ်မျက်နှာပြီးဖို့ကအဓိကမဟုတ်ဘူးကွာအဲ့ဒီစကလုံးကမှတ်မိဖို့ကအဓိကအဲ့ဒါကြောင့်မို့ quality နဲ့ quantity ဆိုရင် quantity ကအရင်ကြီး quality ကအရေးကြီးပေါ့နော်ခန်းကြီးတစ်လုံးကိုကိုကနှစ်မျက်နှာချရေးမှာကိုခေါင်းနဲ့ရောက်သွားရဲဆိုနှစ်မျက်နှာသာချရေးလိုက်အဓိကခန်းကြီးကိုမြင်တာနဲ့ဖတ်တတ်ဖို့လိုတယ်ပေါ့နော်ဟဲ့ပထမဆုံးခန်းကြီးကတော့ယာမလို့ခေါ်တဲ့တောင်ဖြစ်ပါတယ်အဲ့တော့သူ့ရဲ့ခွန်ယောမိဂျပန်အတန်ထွက်ကတော့ယာမဖြစ်ပြီးတော့သူ့ရဲ့အွန်ယောမိတရုတ်အတန်ထွက်ကတော့ sans ဖြစ်ပါတယ်တလုံးလေးဆိုရင်ယာမလို့ထွက်သူများနဲ့တော့ပေါင်းရင် sans လို့ထွက်မယ်နော်ဟဲ့အရင်ဆုံးမီနင်းလေးတိုင်ပြပါမယ်ယာမတောင်ဖူဂျီသူများနဲ့တော့ပေါင်းတော့ san လို့ထွက်တယ်ဖူဂျီ san ဖူဂျီတောင်ဖူဂျီ san ဖူဂျီတောင်ရမယ်နော်သူများနဲ့တော့ပေါင်းနေ san ဒါမဲ့အတန်ပြင်းသွားတယ်ပေါ့နော်တန်တန်နေလိုက်တဲ့ san ကနေ zan ဖြစ်သွားတယ်နော်ဒီမှာကျတော့အကြောင်းမို့တချို့ချွင်းချက်စကားလုံးလေးရှိရမို့အလွတ်ချက်ဆိုတာအဲ့ဒါကိုပြောတာနော်ပြီးထားတာမှာယာမနဲ့ san ဒီမှာကျတော့ဘာလို့ zan ဖြစ်နေရလဲဆိုတာနော်ချွင်းချက်စကားလုံးလေးပါはいဒါကဘာလဲဆိုလို့ရှိရင်တော့ nobody must တက်တီဆိုတဲ့အဓိပ္ပာယ်နော် nobody must တက်တီသူများနဲ့တော့ပေါင်းရင်သူ့ရဲ့အွန်ယောမီကတူယာမကသူ့ရဲ့ခွန်ယောမီတောင်သူများနဲ့တော့ပေါင်းရင်သူ့ရဲ့အွန်ယောမီကဆန်เนาะအဲ့တော့အွန်ယောမီနှစ်မျိုးပေါင်းတာတော့သူ့ကိုတန်တန်တင်လိုက်တာเนาะအဲ့တော့ nobody must တက်တီဒါ climbing ဒါ nobody must ကတက်တယ်ဘယ်ကိုတက်တာလဲဆန်ဆိုရယ်တောင်ပေါ်ကိုတက်တာအဲ့ဒါကြောင့်မလို့တူဆန်ဆိုတာကတောင်တက်ခြင်းတူဆန်ဆိုတာကတောင်တက်ခြင်းနည်းနည်းပြန်တိုက်ပြပါမယ်ယာမတောင်ဖူဂျီဆန်ဖူဂျီတောင်တူဆန်တောင်တက်ခြင်းအဲ့ဆိုမင်းနဲ့ရပြီဆိုရင်ခန်းကြီးလေးကိုဆွဲပြပါမယ်တောင်ဆိုတဲ့အတိုင်းပဲတောင်မာကြီးရှိမယ်ဘေးနှစ်ဖက်မှာတောင်တသေးလေးတွေဝင်းရနေတယ်ဒါမယ်နော်အလဲမှာတောင်မာကြီးရှိမယ်ဘေးနှစ်ဖက်မှာတောင်တသေးလေးတွေနဲ့ဝင်းရနေတယ်ဒီခန်းကြီးလေးကိုမြင်တာနဲ့ကိုကဟုတ်ပြီဒါကယာမတောင်ဆိုတာသိသွားရင်ဒါကိုရပြီနော်ယာမတောင်လို့သိရင်ရပြီခန်းကြီးလေးကမြင်တာနဲ့ကွာတောင်လေးနဲ့တူရယ်နော်ယာမတောင်ဆိုတဲ့ဟာလေးရမယ်လို့ထင်ပါတယ်ခန်းကြီးကဆွဲချက်က3ချက်ပဲရှိပါတယ်ခန်းကြီးကိုဆွဲတဲ့အခါမှာခောက်เนาะလိုမျိုး stock လို့ခေါ်တဲ့ဒီဆွဲချက်လေးတွေနဲ့ဆွဲတယ်ခန်းကြီးလုံးကိုဆွဲမယ်ဆိုရင်သူ့ကိုဆွဲတာဟုတ်လို့ညာကနေဘယ်မဆွဲဘူးเนาะဘယ်ကနေညာအပေါ်ကနေအောက်ကိုဆွဲတယ်ပြီးသွားရင်အတွင်းကိုဆွဲပြီးတော့မှအပြင်ကိုဆွဲပါတယ်
ဒါမယ်နော်ခန်းကြီးလုံးဆွဲမယ်ဆိုရင်ဘယ်ကနေညာကိုပဲဆွဲညာကနေဘယ်ကိုမဆွဲဘူးနော်အပေါ်ကနေအောက်ကိုပဲဆွဲချတယ်အောက်ကနေအပေါ်ကိုပြန်ဆွဲရတာမျိုးမရှိဘူးနော်အတွင်းလေးတွေကိုဆွဲပြီးတော့မှအပြင်ကိုပိတ်တာမျိုးရှိတယ်ပေါ့နော်အဲ့တော့အခုတော့ဒီမှာယာမခန်းကြီးလေးပြင်ဆွဲပြမယ်တောင်မာကြီးကိုရင်ဆွဲလိုက်မယ်ဒီအပေါ်ကနေအောက်ကိုပဲဆွဲရင်နော်ဒါမယ်နော်ပြီးရင်တောင်တသေးလေးဆွဲမယ်အပေါ်ကနေအောက်ကိုဆွဲမယ်ဘယ်ကနေညာကိုဆွဲမယ်ဒါနှစ်ချက်ပဲရှိပါသေးတယ်ဒီနှစ်ပြီးရင်3တစ်နှစ်3ဆွဲချက်3ချက်ပဲရှိပါတယ်ဒီဟာလေးကိုမြင်တဲ့ကိုယ့်ရဲ့စိတ်ထဲမှာဒါကယာမတောင်ဆိုတာသိရင်ဒီခန်းကြီးကိုရပြီလို့မှတ်လိုက်ပါအမေနော်ဒီခန်းကြီးကိုရပြီလို့မှတ်လိုက်ပါဒီခန်းကြီးလေးကိုမြင်တဲ့ဒါကယာမတောင်ဆိုတာသိရင်ဒီခန်းကြီးရသွားပြီလို့မှတ်လိုက်ပါယာမတောင်သူများနဲ့တော့ပေါင်းရင်စံတလုံးနဲ့ဖြစ်နေတော့သူ့ရဲ့ခိုးရုံးမိနဲ့ဖတ်တယ်ယာမတောင်ဖူဂျီသူများနဲ့တော့ပေါင်းတော့စံလို့ထွက်တယ်ဖူဂျီစံဆိုတာဖူဂျီတောင်ဖူဂျီယာမဆိုတာမရှိဘူးနော်ဖူဂျီစံပဲရှိရနော်ဖူဂျီစံမောင်ဖူဂျီဖူဂျီတောင်ဒါကနိုဘိုရီမတ်တက်တရားလာတာအန်ဒရီလောက်မှတင်ရမယ်ခန်းကြီးနော်ဒါမသိလဲရတယ်နော်တက်တီတောင်နဲ့ပေါင်းလိုက်တော့တိုစန်ဆိုတာတောင်တက်ချင်းဖြစ်သွားပါတယ်အဲဆိုရင်ပထမအောင်ဆုံးခန်းကြီးလေးကိုရမယ်လို့ထင်ပါတယ်အဲဆိုရင်ဒုတိယမြောက်ခန်းကြီးလေးကိုဆက်ပြီးတော့သွားရအောင်ဒုတိယမြောက်ခန်းကြီးလေးကတော့ခါဝါလို့ခေါ်တဲ့မြစ်ခန်းကြီးလေးပါခါဝါလို့ခေါ်တဲ့မြစ်ခန်းကြီးလေးပါခါဝါမြစ်ရည်လေးတင်းတင်းစင်းစင်းနေရတဲ့တူပါတယ်ခါဝါသူများနဲ့တောက်ပေါင်းရင်သူ့ရဲ့ဦးရောင်မိကဆန်းလို့အတန်ထွက်ပါတယ်ဒါမှမဟုတ်သူများနဲ့တောက်ပေါင်းရင်ဆန်းလို့အတန်ထွက်ပါတယ်ညမယ်နော်အဲ့တော့မီနင်းလေးအရင်ဆုံးတိုင်ပါမယ်တလုံးနဲ့မို့လို့သူ့ကိုခါဝါလို့အတန်ထွက်မယ်နော်ခွန်ရောင်မီနဲ့ထွက်မယ်တလုံးနဲ့ဆိုရင်ခါဝါမြင့်ခါဝါမြင့်ယာမမတိလားဒါကဘာကြီးတော့ယာမဆိုတာသူ့ရဲ့ခွန်ရောင်မီဒီမှာကခါဝဆိုတဲ့သူ့ရဲ့ခွန်ရောင်မီတိလားခွန်ရောင်မီရေခွန်ရောင်မီတောင်ပေါင်းတာမျိုးကြီးလည်းရှိတယ်နော်ချွင်းချက်စကားလုံးနဲ့တော့ဒါလူနာမည်တွေမို့လို့နော်ယာမခါဝလူနာမည်မို့လို့အနောက်မှာပါတယ်တော့စံထည့်တယ်ယာမခါဝစံမစ္စတာယာမခါဝမိန်းကလေးဆိုရင် Mrs. ယာမခါဝเนาะဒါလူနာမည်တွေเนาะခါဝမြင့်ယာမခါဝစံယောက်ျားလေးဆိုရင် Mr. ယာမခါဝမိန်းကလေးဆိုရင် Mrs. ယာမခါဝပေါ့เนาะ ego ပေါင်းတော့ in တာကိုတနနေတော့ဒါအနောက်က in the in the ဆိုတာက noun ခါဝါဆိုတာကညစ် noun ဒါနာမည်မလို့နော် noun နာပေါင်းရင်အနောက်က noun ကိုတနန်တင်တော့ in the ခါဝါမဟုတ်တော့ဘူး in the ခါဝါဖြစ်သွားပြီနော်အရှိမနာမည်တွေလိုက်ပြီဆိုရင်ခါဝါလို့မသုံးတော့ဘူးခါဝါလို့သုံးတယ်ဥပမာဆိုရင်အေယာဝတီခါဝါနိုင်ရီခါဝါနိုင်ညစ်အေယာဝတီခါဝါအေယာဝတီညစ် in the ခါဝါ in the မြစ်မင်းနေရမယ်လို့ထင်ပါတယ်ခန်းကြီးဆွဲကြည့်ရအောင်နော်ဒီမှာပဲဆွဲပြလိုက်တော့မယ်နော်မြည်ရည်လေးတွေတသိန်းသိန်းစစ်စစ်နေရတယ်တူရယ်နော်ပထမအောင်ဆုံးတစ်ချက်တစ်နောက်တစ်ချက်ဆွဲချမယ်နှစ်သူ့ထက်နည်းတူရယ်နော်နောက်ဆုံးတစ်ချက်ကအောင်းထဲမှာအရှိဆုံး3တစ်နှစ်3ခန်းကြီးစုစုပေါင်းဆွဲချက်3ချက်ရှိပါတယ်ရမယ်လို့ထင်ပါတယ်ဒီခန်းကြီးကလည်းအလောက်မခတ်ဘူးနော်မြင့်မှာဆွဲဒီမှာနော်ဆွဲချက်စုစုပေါင်း3ချက်ရှိရယ်နော်တစ်နှစ်3တစ်နှစ်3ခါဝမြင့်သူများနဲ့တော့ပေါင်းရင်ဆန်းလို့အတန်ထွက်ပါတယ်ခါဝကမြင့်ယာမခါဝဆန်ယောက်ျားလေးဆိုရင်မစ္စတာယာမခါဝမိန်းကလေးဆိုရင် Mrs. ယာမခါဝအရှိမနာမည်တွေလိုက်ပြီဆိုရင်တော့ခါဝလို့မထွက်ပဲနဲ့ခါဝလို့ထွက်ပါမယ်ဥပမာနိုင်တွေကဝနိုင်မြင့် Indus ကဝ Indus မြင့်အေယာဝတီကဝအေယာဝတီမြင့်ဟိုက်အဲ့ဆိုရင်တော့တတိယမြောက်တစ်လုံးဆက်ပြီးတော့သွားရအောင်တတိယမြောက်တစ်လုံးလေးကတော့တလို့ခေါ်တဲ့ rice field လယ်ကွင်းဆိုတဲ့ခန်းကြီးလေးပါနော်မြင်တာနဲ့သိရဒါဆိုပဲဒါလယ်ကွင်းပုံစံလေးနော်မြင်တာနဲ့တန်းပြီးတော့သိတယ်သူများနဲ့တော့ပါရင်တော့ဒန်လို့အတန်ထွက်ပါတယ်သူများနဲ့တော့ပါရင်တော့ဒန်လို့အတန်ထွက်ပါတယ်တစ်လုံးနဲ့ဆိုရင်သူကတပါဒီဖက်စာအုပ်ကမှားနေရနော်အမှန်ကအနောက်မှာတစ်လုံးနဲ့ဆိုရင်တမလို့သူ့ရဲ့ခန်းကြီးရဲ့နောက်မှာ on နဲ့ပိုလေးနဲ့ပါမှာရပိုလေးနဲ့ပါမှာရတန်းပိုနော်တန်းပိုလေပင်ခန်းကြီးတစ်လုံးနဲ့ဆိုရင်တမို့လို့နော်အနောက်မှာ on နဲ့ဘူနဲ့ပေါင်းမှုကြံခဲ့လို့နော်ဒီခန်းကြီးကပါလေဆိုရင်တလို့ခေါ်တဲ့လေကွင်းခန်းကြီးကတစ်လုံးနဲ့ဆိုရင်တလို့အတန်ထွက်မယ်သူများနဲ့တော့ပေါင်းရင်ဒန်းလို့အတန်ထွက်ပါမယ်မင်းနဲ့တိုင်ရအောင်တန်းပိုလေကွင်းယာမကတောင်တအနောက်ကနောင်နှစ်ခုပေါင်းတော့အနောက်ကနောင်တနလိုက်တဲ့ယာမဒလူနာမည်မဟုတ်လို့စံထည့်တဲ့ယာမဒစံယောက်ျားလေးဆိုရင် Mr. ယာမဒမိန်းကလေးဆိုရင် Mrs. ယာမဒ
ဒီခန်းကြီးကနောက်တစ်မျက်နှာမှာတင်ရမယ်ရေခန်းကြီးပါအနောက်ကသူများနဲ့တော့ပေါင်းတော့ dam sweet dam အရှိကရေအနောက်ကလေခွင်းအဲ့တော့တန်းဘိုဆိုတာကလည်းလေခွင်းပဲ sweet dam ဆိုတာကလည်းလေခွင်းပဲဘာကွာလဲဆိုရင်တန်းဘိုကကြတော့အပင်နေနဲ့အရွယ်ရောက်နေပြီကွာနော်အဲ့လိုအပင်နဲ့အရွယ်ရောက်နေပြီကွာလေခွင်းထဲမှာလည်းရေအဲ့လောက်မရှိတော့ဘူးအပင်နေနဲ့စိမ့်စိမ့်ဆူဆူဖြစ်နေပြီကွာအဲ့လိုမျိုးအပင်နေနဲ့ကြီးနေတဲ့အခြေအနေနော်လေခွင်းဒီ sweet ကကြတော့အခုမှရေပါတဲ့အတွက်ကြောင့်ရေသွင်းစိုက်ပျိုးနေတော့ဟုတ်လို့လေအဲ့လိုဒီအပင်လောက်လေးပဲရှုံးမယ်ကွာအဲ့လိုမျိုးလေကွက်ထဲမှာရေလေးတွေနဲ့ကွာအဲ့လိုမျိုးအခုမှအဲ့လိုဘယ်လိုခေါ်လဲတော့မသိဘူးအဲ့လိုမျိုးအခုမှလိုက်ပြီးတော့အပင်လေးစိုက်ထားပြီးတော့နည်းနည်းတလားနှစ်လားလောက်ကြာတဲ့အခြေအနေလေးပဲရှိသေးတာအဲ့လိုမျိုးလေကွင်းနေဆိုရင်တော့ sweet တန်ရေသွင်းထားတဲ့အဲ့လို paddy field လို့ခေါ်ပြီးတော့ဒီနည်းနည်းအပင်ကအရွယ်ရောက်နေပြီဆိုရင်တော့ tambo လို့ခေါ်တယ်နော်နောက်ကိုလုံးကတော့လေကွင်းနေပဲနော်ယူကဒီ N3 လောက်မှတည်ရမှာသူကဘာလဲဆိုရင်အာဂုဒလို့ခေါ်တယ် C ကနေလာတာနော်အာဂုဒလို့ခေါ်တယ် C သူများနဲ့တောက်ပိုင်း U လို့အတန်ထွက်တယ် C ဒန်းကသူက feel လေကွင်းနေအဲ့လိုကွင်းကျင်တွေကိုပြောချင်တာနှစ်ခုပေါင်းလိုက်တော့ U တန်ဆိုတာက C ထွက်တဲ့ကွင်းနေဆိုတာဘယ်လိုမျိုးလဲဆိုရင်ဥပမာမကွေးတိုင်းတို့ဘာလို့မှရှိတယ်ဒီရေနံထွက်တဲ့ညီကိုပြောချင်တာရေနံညီနာမည်နော် U တန်ဆိုတာကရေနံညီနာမည်နော်ယူဒန်ဆိုတာရေနံမြေတန်ဖိုးလေတွင်ယာမာဒါဆန်မစ္စတာယာမာဒါမစ္စစ်ယာမာဒါစူအီဒန်ဆိုတာကအဲ့လို petty field စဘာခင်းတွေကိုပြောချင်တာအခုမှအပင်လေးတွေကတသိလေးပဲရှိသေးတယ်စဘာခင်းတွေမှာရေတွေရှိနေသေးတယ်ဆိုရင်စူအီဒန်လို့ခေါ်ပါတယ်ရေနံမြေကိုတော့ယူဒန်လို့ခေါ်ပါတယ်နော်အဲ့ဒီခန်းကြီးလေးကလည်းမြင်တာနဲ့တန်းပြီးတော့လေပင်မှန်းတန်းပြီးတော့တည်တယ်ဆွဲပြမယ်ခန်းကြီးကဘာသာရှိပြောသလိုမျိုးပဲအမြဲတမ်းအပေါ်ကနေအောက်ကိုပဲဆွဲအောက်ကနေအပေါ်ကိုပြန်ဆွဲတာမရှိဘူးဘယ်ကနေညာအပေါ်ကနေအောက်ရမယ်နော်တစ်ချက်နှစ်ချက်အတွင်းပြီးမှအလေလို့ပြောရနော်3ချက်4ချက်ပြီးတော့မှအပြင်ကိုပိတ်လိုက်မယ်5ချက်စုစုပေါင်းဆွဲချက်5ချက်ပဲရှိပါတယ်1 2 3 4 5စုပေါင်းဆွဲချက်5ချက်ပဲရှိပါတယ်ဒီခန်းကြီးလေးကိုမြင်တဲ့ဟာဒါတလေခွင်းเนาะတ on ပေါင်းနဲ့ဘူပေါင်းတော့မှတန်းဘူလေခွင်းရမယ်เนาะဒီပြန်တော့ပေါင်းတော့ dan u က c u dan ဆိုတော့ရေနံထွက်တဲ့ညီဆိုတော့ရေနံညီပါအဲဆိုသုံးလုံးမြောက်ခန်းကြီးရမယ်လို့ထင်ပါတယ်တစ်ခါတော့ပြင်ပြမယ်เนาะဒီခန်းကြီးလေးကိုမြင်တာနဲ့ယာမတောင်လို့သိရင်ညပြီယာမတောင်သူများနဲ့တော့ပိုင်းဆန်းယာမကတောင်ဖူဂျီဆန်ကဖူဂျီတောင်တိုဇန်နိုဘိုဒီမတ်တက်တီနဲ့ပေါင်းလိုက်တော့တိုဇန်ကတောင်တက်ချင်းဖြစ်သွားတယ်ခါဝါကမြင့်ရည်လေးအသင်းသိစီးစင်းနေတဲ့ပုံစံလေးနဲ့တူတယ်ပေါ့နော်ခါဝါမြင့်သူများနဲ့တော့ပိုင်းရင်တော့ဆန်းလို့အတန်ထွက်တယ်တလုံးနဲ့ဆိုရင်ခွန်းယုံမီနဲ့ထွက်တော့ခါဝမြင့်ယာမခါဝဆန်လူနာမည်မို့လို့ဆန်ထည့်တယ်ယောက်ျားလေးဆိုရင်တော့ Mr. ယာမခါဝမိန်းကလေးဆိုရင်တော့ Mrs. ယာမခါဝအရှိမနာမည်တွေလိုက်ရင်တော့ခါဝလို့မထွက်ဘူးခါဝလို့ထွက်တယ်တန်တန်တင်ပြီးအတန်ပြင်းလိုက်မယ်နော်ဥပမာနိုင်မြင့်ဆိုရင်နိုင်ရီကဝအေယာဝတီမြင့်ဆိုအေယာဝတီကဝ Indus မြင့်ဆို Indus ကဝဒီခန်းကြီးလေးကတော့မြင်တာနဲ့သိတယ်လေခွင်းတသူများနဲ့တော့ပေါင်းရင်ဒန်းလို့အတန်ထွက်တယ်တန်ဘိုလေခွင်းယာမာဒါဆန်ယောက်ျားလေးဆိုရင် Mr. ယာမာဒါမိန်းကလေးဆိုရင် Mrs. ယာမာဒါစူအီကနောက်ခုနှလုံးမြောက်ခန်းကြီးလောက်မှာတင်ရမယ်နော်ရေနောက်ကဒန်းကလေကွင်းဆိုတာရေသွင်းစိုက်ပျိုးထားတဲ့စပါးကင်းလေးတွေပေါ့နော် U ဆိုတာကအာဝုဒလို့ခေါ်တဲ့ C ကနေလာတာအဲ့တော့ C ထွက်တဲ့ညီဆိုတော့ U တန်ကရေနံညီပါအဲ့ဆိုရင်သုံးလုံးမြောက်ခန်းကြီးကိုရမယ်လို့ထင်ပါတယ်ဟိုက်လေလုံးမြောက်ခန်းကြီးတစ်ချက်ကြည့်ရအောင်လေလုံးမြောက်ခန်းကြီးကတော့ဗာလဲဆိုရင်တော့ key လို့ခေါ်တဲ့ဒီခန်းကြီးကနေကောင်းကင်ဘဝနေလို့ဒီနေရက်နဲ့ပတ်သက်တဲ့ခန်းကြီးပေါ့နော်နေနဲ့ပတ်သက်တာနေရက်နဲ့ပတ်သက်တဲ့ခန်းကြီးမျိုးတွေမှာဒီခန်းကြီးလိုက်တယ်ဒီလာဝတ်ရှိပြောတဲ့ခွန်ရောမီအုံရောမီအတတ်တဲ့မျိုးရှိရင်နော်ဒါခွန်ရောမီဒါတွေကအုံရောမီတွေနော်ငါးလုံးလောက်တာရှိတာမို့လို့အဲ့ငါးလုံးစလုံးကြက်နေကွာကိုကမောတာပဲဖတ်တယ်မယ်ငကိုတွေကမှဂျပန်စကားလုံးတွေကအတန်ထွက်တူပါတယ်ဆိုမှဟုတ်တယ်မလားအဲ့ဒါကြောင့်မလို့ဝါဒရှိဆိုရင်တော့နော် meaning လေးတွေပဲလိုက်ချက်လိုက်တယ်ဒီခန်းကြီးပါတယ် meaning လေးလိုက်ချက်လိုက်တယ် he ပါတယ် meaning b ပါတယ် meaning နီချီပါတယ် meaning လေးလိုက်ချက်လိုက်ချင်အပြင်အော်ဒီခန်းကြီးဆိုရင်တော့ဒီအတန်တွေထွက်ပါလားဆိုတော့ auto သိပါလိမ့်မယ်နော်ဒီနေရာကြီးလိုက်ချက်နေရောရလိမ့်မယ်နော် meaning လာချက် meaning ချက်တော့မှ meaning လေးရတာပေါ့ကွယ်နော်ဒါကတော့နေခန်းကြီးသူ့ရဲ့ခွန်းရောက်မိမှာဆိုရင် he အာနောင်းနေနဲ့ပါရင်တော့တန်းတန်းပါလိုက်တော့ b ဖြစ်သွားမယ်နော်သူများနဲ့တော့ပါရင်နီချီတို့နီတို့ဂျစ်တို့အဲ့လိုမျိုးအတန်ထွက်တယ်နော် meaning ရင်တော့တိုင်းပေးမယ် he ကတော့
ဟိနော်တလုံးနဲ့ဆိုတော့သူ့ရဲ့ခွန်ရုံမိနဲ့ထွက်တယ်နော်ဟိနေသူများနဲ့တော့ပေါ့နော်နီချီနောက်ကဖြစ်လေ b နော်ဒါနီချီ b အမရောခန်းကြီးက unfold လောက်ရရင်သင်ရလိမ့်မယ်ရောကတူးလေးမရက်တည်နိုင်အောင်သူများနဲ့တော့ပေါင်းရတယ်သူ့ကိုသုံးတာလဲအဲ့တနေရာပဲရှိရဖေးနေရာလေးဆိုရင်ရောပြီးလို့ခေါ်တယ်နေရရောပြီးနေရဘယ်နေရာမှာသုံးလဲဆိုရင်ဒီမှာဆိုနီချီရောပြီးခါရောပြီးစီရောပြီးမခုရောပြီးခင်းရောပြီးဒိုရောပြီးအဲ့လိုမျိုးအစရှိသဖြင့်အဲ့လိုစရီမျိုးရင်တနာအင်္ဂါဘူတပူကြတာပြီးတောက်ကြအဲ့လိုမျိုးနေတွေအနောက်မှာလိုက်တဲ့အဲ့နေရဆိုတဲ့အဓိပ္ပာယ်ပဲရှိတာရောပြီးကနော်ဒါ unfold ရရင်သင်ရလိမ့်မယ်ခန်းကြီးနော်ရောပြီးနေရနော်အဲ့တော့နီချီရောပြီးကဘာလဲဆိုရင် Sunday တနင်္ဂနွေနေ့နီးကနေနဲ့အနောက်ကဟွန်းကဒီမှာအပေါ်မှာငါးလေးရေးပေးထားရယ်နော်အခန်းငါးရရင်သင်ရလိမ့်မယ်ဘာလဲဆိုရင်ဟွန်းလို့ခေါ်ရတဲ့စာအုပ်ပြီးလို့ရှိရင်ဘာလဲအဲ့လိုမျိုးဘောမင်းတို့ထီးတို့ငှက်ပြောသီးတို့ရှေ့ရှေ့မမောအရာတွေကိုရေးတွက်တဲ့ဒါ unit ပေါ့နော်ဟွန်းပွန်ဖွန်ပေါ့ဟွန်းတို့လို့ဟုတ်တယ်ဟွန်းတို့ပွန်လို့ပေါ့နော်အဲ့ရေးတွက်တဲ့ unit နော်ဟွန်စာအုပ်ပေါ့နော်အဲ့နေရစာအုပ်ရပေါင်းလိုက်တော့နီဟွန်ကဂျပန်ဖြစ်သွားတယ်အရင်တော့ကတော့နီပွန်လို့ခေါ်တယ်ပေါ့နော်နီဟွန်ဂျပန်ဒီရှိကခန်းကြီးကအခန်း30ရောက်ရင်တရားလိမ့်မယ်။ဘာလဲဆိုရင်သူကယာစမီမတ်ယာစမအနားယူသည်ဆိုတဲ့ခန်းကြီးနဲ့အနောက်ကနိခန်းကြီးနဲ့ပေါင်းလိုက်တော့အနားယူတဲ့နိနော်။ဘာလဲဆိုရင်ယာစမီမတ်ယာစမသူများနဲ့တော့ပိုင်း Q နော်သူများနဲ့တော့ပေါင်းတော့ဒါကဂျစ်စပေါင်းလိုက်တော့ Q ဂျစ်စကတိတ်ရဖြစ်သွားတယ်နော်။မင်းနဲ့ပြောပြမယ်ဟီကနေနီချီယောဘီကတနင်္ဂနွေနေ့နီဟွန်ကဂျပန်ခီယူဂျစ်စကပိတ်ရက်ခီယူဂျစ်စကပိတ်ရက်ယာစုမီနိုဟီနဲ့ဘာကွာလဲဆိုရင်ယာစုမီနိုဟီကကြတော့ကိုဟာကိုပိတ်လိုက်တဲ့ day off တွေမှာလည်းသုံးလို့ရတယ်ဒီ QGS ကကြတော့ဘာလဲဆိုလို့ official holiday တွေမျိုးမှာသုံးတာပေါ့နော်ဟိုတကယ်အဲ့လိုမျိုးဒီအစိုးရပိတ်ရက်လိုမျိုးဒီရုံးပိတ်ရက်လိုမျိုးမှာသုံးတာယာစုမီနိုဟီဆိုတဲ့မီနီယာကြတော့ကိုဟာကိုခွင့်ယူလိုက်ရင်လည်းသုံးလို့ရတယ်နော်အဲ့မီနင်းလိုက်ရပြီဆိုရင်ခန်းကြီးဆက်ပြမယ်ဟုတ်ပြီနေပုံစံလေးကိုမြင်အောင်ကြည့်လိုက်မယ်ရှေ့တုန်းကနော်ရှေ့တုန်းကဒါတရုတ်စကားလုံးဆိုတာများသွားပြီဒီဟိုးရှေ့ခေတ်စကားလုံးနေရတာဟုတ်တယ်မလားနော်နေပုံစံအောင်ဆွဲတယ်အဝိုင်းဆွဲရတာခတ်တော့ဘာလို့ဆွဲလိုက်လဲ4000ကြီးဆွဲလိုက်တယ်ကွာနေဆိုတာမျိုးကဘာနဲ့ဘာကိုပိုင်းခြားပြီလဲနေရှိရင်နေမရှိရင်ညဆိုပြီးတော့သူကနေနဲ့ညကိုပိုင်းခြားပြီတယ်ဟုတ်တယ်မလားအဲ့လိုမျိုးလေးမှတ်လို့ရတယ်နော်အဝိုင်းမရှိလို့4000လေးနဲ့ဆွဲလိုက်မယ်နေရှိရင်နေမရှိရင်ညနေနဲ့ညကိုပိုင်းခြားပြီးတယ်အဲ့လိုမျိုးလေးမှတ်လိုက်လို့ရတယ်နော်ဒီခန်းကြီးလေးကိုမြင်တဲ့ဒါကနေနဲ့ပတ်သက်တဲ့ခန်းကြီးမျိုးဆိုမှတ်ရင်ရပြီနော်ခန်းကြီးဆွဲနည်းကတော့၄ချက်ရှိပါတယ်ခန်းကြီးဆွဲရင်ပုံမှန်တိုင်းပဲအပေါ်ကနေအောက်ကိုဆွဲမယ်ဘယ်ကနေညအပေါ်ကနေအောက်အတွင်းကိုအရင်ဆွဲမယ်နော်ပြီးတော့မှအပြင်ကိုပိတ်လိုက်ပါဒါကဘာလဲဆိုရင် heat လို့ခေါ်တဲ့အကောင်းငယ်ပေါ်ကနေပြီးရင် day လို့ခေါ်တဲ့နေ့ရက်တွေနဲ့ပတ်သက်တဲ့ခန်းကြီးလေးပါငါလုံးမြောက်ခန်းကြီးကလည်းအရင်မခတ်ပါဘူးရမယ်လို့ထင်ပါတယ်ဒီဟာတွေကကျတော့နောက်ခန်းဒီမှာတင်ရမှာမပြောတော့ဘူးเนาะနောက်ကကျတော့ဗာလဲဆိုရင်စခိလို့ခေါ်တဲ့ကောင်းငင်ဘောကလလည်းဟုတ်တယ်ပြီးတော့ရင် month ရက်သက်သက်လတွေမှာလည်းသုံးတဲ့ခန်းကြီးလေးပဲဖြစ်ပါတယ်နော်သူ့ရဲ့ခွန်ရမီဂျပန်အတန်တက်ကတော့စခိဖြစ်ပြီးတော့သူ့ရဲ့အွန်ရမီတရုတ်အတန်တက်တွေကတော့ gas ဒါမှမဟုတ်အရှိမနံပါတ်တွေလိုက်မယ်ဆိုရင် gas လို့အတန်တက်မှာဆိုတစ်လပိုင်းဆိုရင် ichi gas နှစ်လပိုင်းဆိုရင် ni gas အဲ့လိုမျိုးတစ်နှစ်သုံးလေးတွေပါမယ်ဆိုရင်တော့ gas နဲ့ထွက်မယ်နော်ဂေစကကြတော့ဗာလဲဆိုရင်ဒီလဆိုရင်ခွန်ဂက်စနော်လာမဲလာဆိုရင်လာမဲလာတို့ဒီလတို့အဲ့လိုမျိုးပြီးခဲ့တော့လာတို့အဲ့လိုမျိုးမှာသုံးတဲ့ဟာဆိုရင်တော့ဂက်စလို့သုံးတယ်နော်ဆန်ဂက်စခွန်ဂက်စရိုင်းဂက်စအဲ့လိုမျိုးမှာသုံးတာနော်ဒီလအရင်လနောက်လာမဲလာအဲ့လိုမျိုးမှာဆိုရင်ဂက်စကိုသုံးတယ်ကောင်းကင်မောလာဆိုရင်တော့စကီကိုသုံးတယ်နော်အရှိမတစ်နဲ့သုံးနေတိုင်းမယ်ဆိုရင်တော့ဂတ်စကိုသုံးပါတယ်ခန်းကြီးမဆွဲပြခင်မှာမင်းနဲ့တိုင်ပဲတလုံးနဲ့ဆိုတော့သူ့ရဲ့ခွန်ရောမီနဲ့ဖတ်လိုက်တယ်စခိကောင်းငယ်မောကလယောဘီကနေရက်သူများနဲ့တော့ပေါင်းတော့ဂေဆုလို့အတန်ထွက်တယ်ဂေဆုယောဘီလတနင်္လာနေ့နော်မွန်းလေဟုတ်တယ်မလားအဲ့တော့စင်နော် Monday နော်တနင်္လာနေ့အရှိမတစ်နှစ်သုံးနှစ်လိုက်တော့ gas လို့ထွက်တယ် ichi gas တစ်လပိုင်းဆိုတော့ January လဒီကအခန်း17ရရင်တရားမယ်သူကဘာလဲဆိုရင် ema လို့ခေါ်တဲ့ယခုခန်းကြီးပေါ့နော်သူများနဲ့တော့ပိုင်းသူရဲ့ on ယုံမီကခွန်းလို့အတန်ထွက်တယ်အဲ့တော့ konges ယခုလားဆိုတော့ konges ဒီလဘာလဲရှိစနကပြောရင်နော် konges raiges sanges ဒီလပြီးခဲ့တော့လနောက်လာမယ်လားအဲ့လိုမျိုးဆိုရင် ges ကိုထွက်တယ်နော်အဲ့ဆိုရင်တော့မီနင်းပြန်တိုင်းပြီးမယ်စကီကကောင်းကင်ဘဝလာဂေစယောဘီတနင်္လာနေ့အချီကစတလာပိုင်းခွန်ဂေစဒီလာဒါမယ်နော်မင်းနဲ့ရပြီဆိုရင်ခန်းကြီးတိုင်းခန်းကြီးဆွဲပြမယ်ခ
န်းကြီးမဆက်ပြတ်ခင်မှာမိခန်းကြီးလေးတစ်လုံးတင်ပေးလိုက်မယ်။ဘာလို့ဒီလိုကောင်းပိုင်ကားကြီးကြည့်ရင်မြင်ဘူးလိမ့်မယ်ဒီလိုတကားလေးတွေလीနော်အရက်ဆိုင်ထဲဝင်ငါလေလို့တကားလေးတွေနော်အဲ့လိုမျိုးတကားလေးဒီလိုဂိတ်တကားလေးနဲ့တူတယ်ခန်းကြီးတစ်လုံးရှိတယ်။ဆွဲနည်းကတော့နေဆွဲတာနဲ့တူတယ်နော်နည်းနည်းလေးရှည်လိုက်တာမျိုးပေါ့နော်နည်းနည်းလေးရှည်လိုက်ရှည်လေးဆွဲမယ်ပြန်ဆွဲပြမယ်နော်はいလေးရမယ်နော်はいဆက်ပြီးတော့တောင်းမယ်ဒီလိုမျိုးဒီဂိတ်တကားလေးတွေရှိရပါတော့အဲ့ဂိတ်တကားကိုမွန်းလို့အတန်ထွက်တယ်ဂိတ်တကားကိုမြင်တာနဲ့စိတ်ထဲမှာအလိုလိုမွန်းကြက်လာတယ်ပေါ့နော်အဲ့ဂိတ်တကားဆွဲနည်းကဒီနေဆွဲနည်းနဲ့တွေ့ဒီအောက်ကိုရှည်လေးဆွဲရုံပဲတင်းနဲ့တော့လေးအောင်6 9 10သူ့ကိုဘယ်လိုလဲဆိုရင်မွန်းလို့ခေါ်တဲ့ဂိတ်တကားနော်မွန်းလို့ခေါ်တဲ့ဂိတ်တကားနော်ဂိတ်တကားလေးမြင်လိုက်ပါဂိတ်တကားလေးတစ်ဖက်ကိုကိုကဖွင့်လိုက်တယ်ဒါမွန်ဂီတကားခန်းကြီးရမယ်နော်ဂီတကားတစ်ဖက်ကိုဖွင့်လိုက်တဲ့အခါမှာအပြင်မှာဘာလေးဖြစ်နေလဲဆိုရင်လာလေးကတာနေနော်ဂီတကားလေးဖွင့်တဲ့အခါမှာလာရမ်းလာလေးကတာနေလို့မြင်အောင်ကြည့်မယ်နော်ဒီမှာလာလေးဆွဲလိုက်မယ်ဂီတကားတစ်ဖက်ဖွင့်တာမို့တစ်ဖက်ကျန်အောင်မယ်နော်ဒီမှာဂီတကားတစ်ဖက်လေးကျန်အောင်မယ်ဒါဆိုပါလေဆိုအခုလိုချင်နေတဲ့10ကီလိုခေါ်လာလေးရတော့မယ်နော်ပြန်ဆက်ပြမယ်နော်1 2 3 4ဆက်ချက်40ပဲရှိပါတယ်လာလေးကတာနေတယ်ဂီတကားတစ်ဖက်ကိုဖွင့်လိုက်တဲ့အခါမှာနော်1 2 3 410ကီလိုခေါ်ရဲကောင်းငင်ဘောကလာသူများနဲ့တော့ပိုင်းတော့ gas တစ်နဲ့3လေးတွေပိုင်းတော့ gas လို့ထွက်ပါမယ်လာခန်းကြည့်ရမယ်လို့ထင်ပါတယ်နောက်တစ်လုံးကကြတော့ဝါဒရှိကဒါမီပေါ့နော်မီခန်းကြည့်အဲ့တော့ဒါကတော့ heat လို့ခေါ်တယ်မီ HEAT heat လို့ပဲမြင်လား heat เนาะမီးကတူတယ်เนาะ heat မီးเนาะမီးခန်းကြည့်ပါသူများနဲ့တော့ပေါ့ရင်တော့ကလို့အတန်ထွက်တယ်เนาะမင်းနဲ့ရင်တိုင်းပဲတစ်လုံးနဲ့ဆိုတော့သူရဲ့ခွန်ရောမီနဲ့ထွက်တယ်ဟီကမီယောဘီနေရနဲ့ပေါ့နော်သူများနဲ့တော့ပေါ့နော်အုံရောမီနဲ့ထွက်တော့ခါယောဘီကအင်္ဂါနေ့ခါယောဘီကအင်္ဂါနေ့ခါကမီတော့ယာမကတောင်သူများနဲ့တော့ပေါ့နော်ဇန်ဖြစ်သွားတော့ခါဇန်က volcano မီးနဲ့တောင်နဲ့ပေါ့နော်မီးတောင်ခကြီးခန်းကြီးက N4 ရရင်တင်ရမယ်ခိုးတူလို့ခေါ်တဲ့ကိစ္စခန်းကြီးပေါ့နော်။ဟိုမှာယောကြီးအလုပ်ကိစ္စတို့ဘာတော့မှလည်းပါတယ်ကြီးကိစ္စဆိုတဲ့အဓိပ္ပာယ်နော်။အဲ့တော့မီးလောင်တာရဲ့ကိစ္စရဲ့ပေါ့နော်မီးလောင်တဲ့ကိစ္စဆိုတော့ခကြီးဆိုတာကမီးလောင်မှုဟိကမီးခါယောဘီကအင်္ဂါနေ့ခဇန်းကမီးတောင်ခကြီးကမီးလောင်မှုရမယ်နော်။မီးနေရမယ်နော်ဟိကမီးခါယောဘီအင်္ဂါနေ့ခဇန်းမီးတောင်ခါကြီးမီလောင်မှုအဲ့ဆိုခန်းကြီးလေးတင်မယ်နော်အရင်ဆုံးခန်းကြီးတစ်လုံးထပ်တင်ပေးမယ်ဒါလေးကလူလေးရဲ့6တောက်လေးနဲ့တူတယ်1 2ဒါကဘာလဲဆိုရင် heat တုံးလို့ခေါ်တဲ့လူခန်းကြီးပါနော်လူလေးကဒီဘက်မှာတစ်ခုဒီဘက်မှာတစ်ခုမီတုပ်လေးနှစ်ခုကန်ပြီးတော့ဘာလုပ်နေလဲဆိုရင်ကနေတယ်လူလေးကမီတုပ်လေးနှစ်ခုကန်ပြီးတော့ကနေတယ်ဒါမယ်နော် heat တုံးဆိုတဲ့လူလေးကနော် heat လို့ခေါ်တဲ့မီလေးနှစ်ခုကန်ပြီးတော့ကနေလို့မှတ်မယ်နော်ခန်းကြီးဆွဲနည်းကတော့မီလေးကိုအရင်ဆွဲရနော်1 2ပြီးတော့မှလူဆွဲမယ်3 4 1 2 3 4 1 2 3 4ဆွဲချက်4ချက်ရှိပါတယ်လူလေးကမီးတုံးနှစ်ခုကန်ပြီးတော့ကနေတယ်လို့မှတ်ပါဒါမယ်နော်ဟီကမီးခါယောဘီအင်္ဂါနေ့ခါဆန်းကမီးတောင်ခါကြီးကမီးလောင်မှုခလုံးမြောက်ခန်းကြီးရမယ်လို့ထင်ပါတယ်ခုနလုံးမြောက်ခန်းကြီးစပြီးတော့သွားရအောင်ဒါဝရရှိစွနကကိုလေတန်ဖိုးတို့တတို့တင်ငယ်တော့ပြောရနော်နောက်ခုနလုံးမြောက်ကြရင်သင်ရမယ်ဆိုတော့ရေခန်းကြီးပေါ့နော်မီးစလို့မဆုမုံနော်မီးစလို့ခေါ်ရဲရေမီးစရေသူများနဲ့တော့ပိုင်းအုံယုံမီကစွီလို့အတန်ထွက်ပါတယ်စွီတစ်လုံးနဲ့ဆိုရင်မီးစရေသူများနဲ့တော့ပိုင်းစွီလို့အတန်ထွက်ပါတယ်တစ်လုံးနဲ့ဆိုတော့ခွန်ယုံမီနဲ့ထွက်တယ်မီးစရေယောဘီကနေဆိုတော့သူများနဲ့တော့ပေါ့နော်စွီဖြစ်သွားရယ်နော်စွီယောဘီကနော်စင်တွေကရေကြိုက်တယ်ဒီနော်စွီယောဘီကဗုဒ္ဓဘူးနေ့စွီကရေဒန်းကလေခွင်ရေသွင်းစိုက်ပျိုးထားတဲ့စပါးကင်စွီက paddy field ပေါ့နော်စပါးကင်ဒီကအခန်း30ရရင်တင်ရမယ်သူကဘာလဲဆိုရင်မီချီလို့ခေါ်တဲ့လမ်းခန်းကြီးပေါ့နော်ရေလမ်းရယ်ပေါင်းတာရေသွားတဲ့လမ်းဆိုတော့ဘာလဲဆိုတော့ဒီမျိုးတက်လို့ခေါ်တယ်ရေပိုက်လေးသူရေထွက်တဲ့ပိုက်ရေထွက်တဲ့ပိုက်စီဒါပဲနော်စွေးတော့ဆိုတော့ရေပိုက်ကိုပြောချင်တာနော်အဲ水がရေ
수요비 보다보니 수이단 스바긴 수이도 시바이 미니야멜로 말이 간이 sabime 블롬나 몰레스니 달리야 도 창리네တူတယ်။မဖြစ် feature of water ကလည်း splashing ဆိုတာဒါတဲ့အဲ့လိုရေတွေစင်နေတဲ့ပုံလေးတဲ့နော်သူပြောချင်တာအဲ့လိုမျိုးမှတ်လိုက်မယ်နော်ရေတွေကိုဒုချောင်းတစ်ချောင်းပြစ်ချလိုက်တော့မရှိပါလေရေတွေစင်သွားတယ်လို့မှတ်မယ်နော်ရေတွေကိုဒုချောင်းလေးတစ်ချောင်းပြစ်ထည့်လိုက်တော့ရေလေးတွေမရှိပါလေစင်သွားတဲ့ပုံစံလေးနော်ဒုရေလေးစင်သွားတဲ့ပုံစံလေးဆွဲချက်က၄ချက်ရှိတယ်ဒုချောင်းရင်ဆွဲမယ်တစ်ပြီးတော့ရင်ခတာခနာ fruit ပုံစံလေးဆွဲမယ်နှစ်ကေပုံစံမျိုးလေးဆွဲမယ်နော်3 4 1 2 3 4ဆွဲချက်၄ချက်ရှိပါတယ်1 2 3 4အလုံးနဲ့ဆိုရင်မီဇူလို့ထမယ်သူများနဲ့တော့ပိုင်းဆွေးလို့ထမယ်နော်မီဇူကရေဆွေးရောပြီးစင်လေးတွေကရေကြိုက်တဲ့ဘော်ဒဘူးနဲ့ဆွေးကရေတန်းကလေဝင်းဆိုဆွေးတန်းဆိုရေအသင်းဆက်ပြောထားတဲ့စပါးကင်းကိုပြောချင်တာဆွေးကရေဒိုးဆိုတာမိချီကလာတဲ့လမ်းဆိုဆွေးဒိုးဆိုတာကအဲ့လိုရေပိုက်ကိုပြောချင်တာနော်ဟဲ့ခုနလုံးများရပြီဆိုရှစ်လုံးများသွားရအောင်ရှစ်လုံးများကအားလုံးထဲမှာအလဲဆုံးပဲနော်ဗာလေးနဲ့တူတယ်ကြည့်လိုက်တာနဲ့တစ်ပင်လေးနဲ့တူရယ်နော်တစ်ပင်အကိုင်းခက်လေးနဲ့တွေ့တော့ဗာလဲဆိုရင်ခီလို့ခေါ်တဲ့တစ်ပင်ခါကြည့်ပါသူများနဲ့တော့ပါရင်တော့မုခုလို့အတန်ထပ်ပါတယ်တလုံးနဲ့ဆိုတော့ခွန်ရောမိနဲ့အတန်ထပ်တော့ခီတစ်ပင်သူများနဲ့တော့ပါတော့မုခုရောပြီးကနေရဆိုတော့မုခုရောပြီးကြွက်လေးတွေကတစ်ပင်ထဲမှာအပေါက်ခပေးနေရနော်အဲ့တော့မုခုရောပြီးကဂျာတာကလေးကြွက်အပေါက်ဂျာတာကလေးနေအဲ့မယ်နော်ခီကတစ်ပင်မုခုရောပြီးဂျာတာကလေးနေနော်တစ်ပင်လေးမှာကြွက်လေးတွေကအတိုက်ဆောက်ပြီးနေတဲ့ရေလို့မှတ်လိုက်နော်မုခုရောပြီးဆိုရင်နော်အဲ့တော့ဒါအရန်လေတစ်ပင်ရဲ့ဗာလေးနဲ့တူလေအကိုင်းခက်လေးတွေနဲ့တူတယ်ဒီခန်းကြီးကိုမြင်တဲ့ဘာလို့မှတ်မလဲတစ်ပင်ကိုမှတ်မယ်ဆွဲချက်လေးချက်ရှိပါတယ်အတောင်းလက္ခဏာရင်ဆွဲမယ်1 2ပြီး3 4 1 2 3 4 1 2 3 4ဆွဲချက်လေးချက်ရှိပါတယ်ခိတစ်ပင်သူများနဲ့တော့ပေါင်းရင်မုခုရောပြီးဇာတာပတိနဲ့ကြောက်ကလေးတွေကတစ်ပင်ထဲမှာပေါက်ဟောက်ပြီးနေရနော်ဟဲ့နောက်တစ်ခုကပါလဲဆိုရင်ခင်းလို့ခေါ်တဲ့ရွှေအမှန်ကမူရင်းအိဗေကခါနေသူများနဲ့တော့ပိုင်းခင်းနော်ခါကြားထဲမှာနေနေရပါတော့ပတ်စံနော်ခါကြားထဲမှာနေနေရလက်ရှိခါကြားထဲမှာနေနေရပတ်စံနော်သူများနဲ့တော့ပိုင်းတော့ခင်းလို့အတန်ထွက်တယ်နော်ခါနေပတ်စံသူများနဲ့တော့ပိုင်းခင်းအိုးဆိုတာအိုးတို့ဂေါတို့ပေါင်းတာယဉ်ကျေးသမှုနဲ့ပြောတာနော်ခါနေဆိုရင်လည်းပတ်စံပဲနော်အိုးဆိုတာယဉ်ကျေးအောင်ထည့်တာနော်အိုခါနေပတ်စံခင်းကရွှေတောက်ကြဘူးရွှေတွေလူခင်းရောပြီးတောက်ကြနေနော်ရွှေလေးနဲ့ပေါင်းလိုက်တာနော်အခါနဲ့ခါကြနဲ့မှာနေနေရပတ်စံခင်းကရွှေခင်းရောပြီးတောက်ကြဘူးရွှေလေးလူဆိုခင်းရောပြီးက Friday တောက်ကြနေ့ခန်းကြီးလေးဆွဲကြည့်မယ်ရှစ်ချက်ရှိပါတယ်ဒီတော့ဗာလေးဆွဲလိုက်လဲဆိုရင်အမိုးလေးဆွဲလိုက်တယ်တစ်နှစ်ပြီးရင်ဒါက I နဲ့တူတယ်နော် I နော်အင်္ဂလိပ်အခရာ I နဲ့တူတယ်နော်အိုင်ဘဝမှာအိုင်သားလျင်ပါလေဘယင်ငါဘဝမှာငါသားလျင်ဘယင်ဂျပန်လိုဘယင်ကိုအိုးလို့ခေါ်တယ်အိုးဆာမနော်အိုးမုံနော်အိုးဆာမဘယင်ဆိုတာမျိုးကဘယ်တစ်ယောက်ပဲရှိတင်တာလဲတစ်ယောက်ပဲရှိတင်တာတစ်ချက်ဆွဲလိုက်မယ်နော်အိုင်ဘဝမှာအိုင်သားလျင်ဘယင်ဆိုတာတစ်ယောက်ပဲရှိရမယ်ဒါဘာကန်းကြည့်လဲအိုးလို့ခေါ်တယ်ဘယင်ကန်းကြည့်ဒါမယ်နော်အဲ့တော့အမိုးအောင်ဟာဘယင်ကြီးကတစ်ချက်နှစ်ချက်ဆိုလိုက်တော့2 နာရီလောက်ကြာအောင်မလုပ်နေတယ်သူ့ခါးကြားထဲမှာနေနေတဲ့အိုခါနဲ့လို့ခေါ်တဲ့ပတ်စံတွေရေနေတယ်နော်ဒီနှစ်အမိုးအောက်မှာလို့ခေါ်တဲ့ဘယင်ကြီးကသူ့ခါးကြားထဲမှာနေနေတဲ့ပတ်စံတွေကို2 နာရီလောက်ကြာအောင်ရေနေတယ်နော်ခန်းကြီးဆွဲနည်းကတော့တစ်ချက်နှစ်ချက်ဒါတတိလေးနော်3ချက်နည်းနည်းကြည့်မယ်4ချက်ဆွဲချမယ်5ချက်2ချက်ဆွဲလိုက်မယ်8အောက်ဆုံးတစ်ချက်ကအရှိဆုံးပေါ့1နဲ့3 4 5 6 8ချက်ပေါ့နော်9ချက်ဒီဘက်ကတော့9ချက်ရှိမယ်နော်ပြန်ဆွဲပြပေးမယ်နော်ဆွဲနည်းအမှန်ကတော့1 2 3 4 5 6 9 10ဆွဲချက်ရှိချက်ရှိတယ်ဘယ်လိုမှမလဲဆိုရင်အမိုးအောက်မှာအိုးလို့ခေါ်တဲ့ဘယင်ကြီးက2 နာရီလောက်ကြာအောင်ခါးကြားထဲမှာနဲနေတဲ့ပတ်စံတွေကိုရေနေတယ်အရှိမအိုးထဲလိုက်ရင်ကိုခါနဲ့တလုံးနဲ့ဆိုရင်ခင်းရွှေဒီလားဒါဆိုရင်ဒါချွန်းချက်ပုံစံ
မဆိုခန်းကြီးတစ်လုံးနဲ့ဆိုလို့ရှိရင်ပါနော်အမှန်ကခွန်ရောမီနဲ့ဖတ်တင်တာဒါပေမဲ့သူ့ရဲ့အွန်ရောမီဖြစ်တဲ့တရုတ်အတန်တကလည်းရက်တီနေတယ်ခင်းဆိုရွှေဖြစ်နေအောင်နော်ရက်တီနေနေတာမျိုးအဲ့လိုမျိုးချွတ်ညက်စကားလုံးမျိုးလည်းရှိတတ်တယ်နော်။ဒါရှိဗီဒီယိုတစ်ခုတော့လုပ်ထားတယ်မတရားသေးဘူးပေါ့နော်ခန်းကြီးကိုဘယ်လိုမှတ်မလဲဘယ်လိုကြက်မလဲဆိုတော့ဗီဒီယိုလေးတော့လုပ်ထားတယ်တင်နေမယ်ပေါ့နော်။ဟိုက်အဲ့ဆိုယခါနေကပတ်စံခင်းဆိုရင်တော့ရွှေခင်းရောပြီးကတောက်ချာနေမင်းနေရပြီခန်းကြီးလေးဆွတ်တက်မယ်လို့ချင်ပါတယ်ကိုလုံးမြောက်ရောက်သွားပြီဆိုရင်10လုံးမြောက်လေးတစ်ချက်လောက်ကြည့်ရအောင်နော်။ကဲနောက်ဆုံးလုံးကဘာလဲဆိုရင်စွတ်ချီလို့ခေါ်တဲ့မြေကြီး swine မြေအဆိုင်ခဲလို့ပြောချင်တာနော်မြေကြီးနော်မြေကြီးခန်းကြီးပါသူများနဲ့တော့ပါရင်တော့ဒူတို့တူတို့ထွက်ပါတယ်တလုံးနဲ့ဆိုတော့သူ့ရဲ့ခွန်ရောမီနဲ့ထွက်တော့စွတ်ချီမြေကြီးနေရနဲ့ပေါင်းတော့ဒိုရောပြီးမွေတွေကမြေကြီးထဲမှာနေရနော်အပေါက်လေးလုပ်ပြီးတော့နော်မွေတွေကမြေကြီးထဲမှာနေတယ်အဲ့တော့ဒိုရောပြီးကမွေစနေနေပေါ့နော်စနေရနဂါးပဲဟုတ်တယ်နော်မွေတွေနဂါးတွေတူတူပါပဲနော်ဒိုရောပြီးကစနေနေတိုချိခန်းကြီးက N4 ရရင်တင်ရလိမ့်မယ် G-man လို့ခေါ်တဲ့ဒီဗာလေ ground လို့ခေါ်တဲ့မြေပြင်ခန်းကြီးပေါ့နော်အဲ့တော့မြေပြင်ဆိုတာရေဒီမှာမြေကြီးဆိုတာရေနှစ်ခုလုံးကိုပေါင်းလိုက်တော့မှမဖြစ်သွားရလေတိုချိလို့ခေါ်တဲ့လမ်းလို့ခေါ်တဲ့ကုန်းမြေဖြစ်သွားတာ swine လို့ခေါ်တဲ့မြေကြီးရေ round လို့ခေါ်တဲ့မြေတွေနှစ်ခုပေါင်းတော့မှ land လို့ခေါ်တဲ့ကုန်းမြေဖြစ်တာနော်တိုချီကကုန်းမြေနော်စွချီလို့ခေါ်တဲ့မြေကြီးနဲ့ဂျီမန်လို့ခေါ်တဲ့မြေပြင်နဲ့အဲ့ဒီခန်းကြီးနှစ်ခုကိုပေါင်းလိုက်တော့တိုချီလို့ခေါ်တဲ့ကုန်းမြေဖြစ်သွားတယ်နော်စွချီကမြေကြီးဒိုယောဘီကစနေနေ့နော်တိုချီကကုန်းမြေအဲဆိုမီနင်းသုံးလို့ရမယ်လို့ထင်ပါတယ်ခန်းကြီးလေးဆက်ပြပါမယ်ဘာမှမခတ်ဘူးနော်ဘာမှမခတ်ဘူးအေးလောက်ကြပါနော်ခန်းကြီးကအဲ့လောက်ကြီးမခတ်ဘူးဒီစဲတော့ကဟဲ့ခန်းကြီးဆွဲချက်ကတော့3ချက်ပဲရှိတယ်ပေါ့နော်မလေးကတော့မလေးကနော်ဟဲ့နောက်ဆုံးလုံးကဆက်ကြည့်အောင်နော်ဆွချီလို့ခေါ်တဲ့ညီကြီးဘယ်လိုမှတ်မလဲဆိုရင်ဂျစ်နဲ့ဒါကဘာလဲဆိုရင်ဂျူးလို့ခေါ်တဲ့10ခန်းကြီးဒါလေးကတစ်ချက်တည်းဆိုရမလို့အီချီလို့ခေါ်တဲ့တစ်ခန်းကြီးပေါင်းလိုက်မယ်နော်10ရဲ့တစ်ရဲ့ပေါင်းတော့17စစ်ချီလို့ခေါ်တဲ့မြေကြီး17မျိုးရှိရလို့မှတ်မယ်နော်စစ်ချီလို့ခေါ်တဲ့မြေကြီး10 17မျိုးရှိရလို့မှတ်မယ်နော်မြေဝါမြေစိမ့်အစရှိတဲ့ပြပေါ့နော်မြေကြီး17မျိုးရှိရလို့ဒါမှတ်လိုက်အဲ့ဒါဆိုရင်ဘာလို့ရှိတော့ခန်းကြီး10လုံးရသွားပြီပြန်ပြမယ်နော်ဒီခန်းကြီးလေးကိုမြင်တာနဲ့နော်ဝါဒရှိတို့ကယာမတောင်လို့သိရင်ရပြီနော်တောင်လေးနဲ့တူတယ်နော်တောင်မာကြီးရှိမယ်ဘေးနောက်ဘက်မှာတောင်ကလေးလေးတွေဝင်းရနေတယ်ဒီခန်းကြီးကိုမြင်တာနဲ့တောင်လို့သိရင်ရပြီမြည်ရည်လေးတွေတည်တည်စီးစင်းနေပုံနဲ့တူတယ်ခါဝမြစ်လို့သိရင်ရပြီဒါလေးကလေငွေနဲ့တူတယ်နော်ဒါလေးကိုမြင်တာနဲ့တလေငွေလို့သိရင်ရပြီဒါလေးဆိုရင်လေအဝိုင်းမရှိလို့၄တောင်းနဲ့ဆွဲတယ်နေနဲ့ညကိုပိုင်းခြားပေးတယ်ဒါဆိုရင်နေလို့သိရင်ရပြီနော်တကားတစ်ချက်ဖွင့်လိုက်တော့အပြင်မှာလာတာနေတဲ့ပုံလေးဒါကိုစခိလာလို့သိရင်ရပြီနော်လူလေးကမီးတုပ်လေးတစ်ချောင်းကင်ပြီးတော့ကနေတယ်မီးလို့သိရင်ရပြီဒါဆိုလေဒုတ်ချောင်းလေးချလာလို့ရေလေးတွေဆင်သွားတယ်မြစ်ရေလို့သိရင်ရပြီဒါလည်းတစ်ပင်ရဲ့အကိုင်းခက်လေးနဲ့တူလို့ဒီခန်းကြီးကိုမြင်တာနဲ့တစ်ပင်လို့သိရင်ဒါရပြီဒါလေးကဒီခန်းကြီးလို့မြင်တာနဲ့ဒါရွှေလို့သိရင်ရပြီနော်မိုးအောင်မှာဘယင်ကြီးက2နာရီလောက်ကြာအောင်ခါကြထဲမှာနေနေတဲ့ဝခါနေလို့ခေါ်တဲ့ပတ်စံတွေကိုရင်းနေတယ်စစ်ချစ်လို့ခေါ်တဲ့မြေကြီးက10 17မျိုးရှိရလို့မှတ်ထားရင်ရပြီနော်အဲဆိုရင်ခန်းကြီး10လုံးစလုံးရမယ်လို့ထင်ပါတယ်はいပြီးတော့私ဒါလေးကိုလို့ခေါ်လဲဒီ branch ပေါ့နော်လေ့ကျင့်ခန်းလေးတွေဒီမှာဆိုရင်漢字の読み方を書きましょうဒါ読み方ဆိုတာဒါဟိရာဂါနာပေါ့နော်ခန်းကြီးဖတ်တဲ့ဟာလေးတွေရေးပေးပါဆိုဒါဆိုရင်ဘာတော့ယာမအဲ့လိုမျိုးခန်းကြီးလေးကိုမြင်လာတဲ့သူရဲ့အတန်ထွက်လေးတွေရေးကြမယ်ပေါ့နော်ဒါစုစုပေါင်း15ခုရှိတယ်ဒီမှာဆိုလဲစုစုပေါင်း18ခုရှိရ blank လေးတွေပေါ့နော်私ဒီဗီဒီယိုလေးရဲ့အောက်မှာတပုံလေးတွေချထားပေးပါမယ်အားလုံးအဆင်ပြေကြပါစေကျေးဇူးအများကြီးတင်ပါတယ်